ကမ္ဘာဖလားအင်ရှင်နိုင်ငံဖြစ်ခွင့်ရပြီဆိုရင်တိုင်းပြည်စီးပွားရေးတက်တော့မယ်ခီးသွားတွေလာတော့မယ်အလောက်ကန်တွေရတော့မယ်ဆိုပြီးတော့အစိုးရတွေကဝါဒဖြန့်ကြပါတယ်ဒါပေမဲ့တကယ်ကမ္ဘာဖလားပြိုင်ပွဲတွေပြီးရောအင်ရှင်နိုင်ငံအများစုကဘာလို့အကျွေးပတ်လေဝိုင်းပြီးတော့မွေးပြချကြံခဲ့ရလဲအခုဗီဒီယိုမှာတော့အချက်လက်တွေနဲ့တကွာအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့တွေကဘောလုံးပွဲကြည့်ရတာကိုအရင်ကကြိုက်နေတတ်ကြပါတယ်ဒါပေမဲ့ဒီလိုကမ္ဘာ့ဆင့်ပြိုင်ပွဲကြီးတွေကိုလက်ခံကျင်းပဖို့အတွက်ဘီလီယံနဲ့ချီတဲ့ပတ်စံတွေကိုဘယ်သူကစိုက်ထုတ်နေရလဲတကယ်တမ်းအဲ့အမျက်စွန်းတွေကိုဘယ်သူတွေကအိတ်ထည့်သွားလဲဆိုတာကိုသိရရင်ခင်ဗျားတို့အံ့ဩသွားပါလိမ့်မယ်ဒီနေ့မှာတော့ FIFA ရဲ့နှစ်ချုပ်စီရင်ခံစာတွေကဘယ်သူမှမပြောတဲ့ငွေကြေးစီးဆင်းပုံတချို့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုအဆုံးထိကြည့်ပေးကြပါဦးကမ္ဘာဖလားကနေပတ်စံတွေအများကြီးရတာတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့အဓိကပြဿနာအဲ့ပတ်စံတွေဘယ်သူစီစီစဉ်သွားလဲဆိုတာဖြစ်ပါတယ် FIFA စီဝိုင်းစနစ်အရာကမ္ဘာဖလားအနှစ်သာရဖြစ်တဲ့ရုပ်သံမှုပိုင်ခွင့်လိုမျိုးဟာတွေပြီးတော့ marketing ကြော်ညာကလိုမျိုးဟာတွေပြီးတော့ license ကြေးတွေလက်မှတ်ရောင်းရငွေတွေစားတဲ့အမျက်စွန်းရတဲ့ကဏ္ဍအားလုံးရဲ့ဝင်ငွေကို FIFA ပဲရာနှုန်းပြည့်သိမ်းကြုံရယူထားတာဖြစ်ပါတယ်2022ကာတာကမ္ဘာဖလားတစ်ခုတည်းကနေအဲ့ကဏ္ဍတွေအားလုံးကနေ FIFA ဒေါ်လာ9.8 ဘီလီယံထိရခဲ့ပါတယ်ဒါဆိုရင်အရှင်နိုင်ငံကဘာတွေရလဲအရှင်နိုင်ငံကတော့ဘောလုံးကွင်းအသစ်တွေစောက်ရတယ်လေဆိပ်တွေတိုးချဲ့ရတယ်ရထားလမ်းတွေဖောက်ရတယ် public transportation တွေပြင်ရတယ်ပြီးတော့လုံခြုံရေးနဲ့အရေးပေါ်ဝန်ဆောင်မှုအားလုံးအတွက်ငွေကြေးတွေစိုက်ထုတ်သုံးစွဲရပါတယ်ပြောရရင် FIFA ကအမျက်ငွေတွေကိုအိတ်ထဲထည့်ပြီးတော့ပြန်သွားတဲ့အချိန်မှာအရှင်နိုင်ငံအများစုကတော့အဲ့ကြံရစ်ခဲ့တဲ့ကွင်းကြီးတွေကိုပြုပြင်ထိန်းသိမ်းရမယ့်ဇရိတ်တွေနဲ့အဲ့ကွင်းတွေစောက်တုံးကအကျွေးတွေကိုပဲခါးစည်းခံနေရတာဖြစ်ပါတယ်ဒါတွေကအလကားတဆွဆွဲနေမှာမဟုတ်ပါဘူးဒီ FIFA ထုတ်ပြန်ထားတဲ့အချက်လက်တွေကိုပဲကြည့်ရအောင်ပါ2010တောင်အာဖရိကကမ္ဘာဖလားမှာ FIFA ကဝင်ငွေ 3.65 ဘီလီယံရခဲ့ပြီးတော့ 2.3 ဘီလီယံထိအမြတ်ထွက်ခဲ့ပါတယ်2014ဘရာဇီးကမ္ဘာဖလားမှာ FIFA ကဝင်ငွေ 4.8 ဘီလီယံရခဲ့ပြီးတော့ 2.6 ဘီလီယံမြတ်ခဲ့ပါတယ်2018ရုရှားကမ္ဘာဖလားမှာဝင်ငွေ 5.3 ဘီလီယံရှိပြီးတော့ FIFA က 3.5 ဘီလီယံမြတ်ခဲ့ပါတယ်2022ကာတာကမ္ဘာဖလားမှာဝင်ငွေ 5.5 ဘီလီယံနီးပါးရရှိခဲ့ပြီးတော့ 3.8 ဘီလီယံပြန်မြတ်ခဲ့ပါတယ်ဒီစင်းတွေကိုကြည့်မယ်ဆိုရင်၄နှစ်တစ်ကြိမ် FIFA ရဲ့အမြတ်ကတဖြည်းဖြည်းတိုးတက်လာခဲ့ပေမဲ့ဒီအင်ရှင်လောက်တဲ့နိုင်ငံတွေကတော့ခြေခံအဆောက်အုံနဲ့ဒီအကျွေးမီးတွေကိုပဲပိုက်ပြီးတော့ကြံခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့လွန်ခဲ့တဲ့နှစ်30အတွင်းမှာဒီလိုဆုံးရှုံးမှုတွေမရှိခဲ့တဲ့အင်ရှင်နိုင်ငံနှစ်နိုင်ငံပဲရှိခဲ့ပါတယ်အဲ့ဒါကတော့1994အမေရိကန်ကမ္ဘာဖလားနဲ့2006ဂျာမနီကမ္ဘာဖလားတွေပဲဖြစ်ပါတယ်အမေရိကန်ကဘာလို့မြတ်ခဲ့တာလဲဆိုတော့ဘောလုံးကွင်းအသစ်တွေတကွင်းမှမဆောက်ဘဲနဲ့ရှိပြီးသား NFL ကွင်းတွေကိုပဲသုံးခဲ့လို့ဖြစ်ပါတယ်ဂျာမနီကကြတော့လေရှိပြီးသားကွင်းတွေကိုပဲကလပ်အသင်းတွေပြီးတော့ပုဂ္ဂလိကအဖွဲ့အစည်းနဲ့ပူးပေါင်းဝန်းမှန်ပြီးတော့သုံးစွဲခဲ့တာဖြစ်ပါတယ်သူတို့နှစ်နိုင်ငံလုံးရဲ့အောင်မြင်မှုရဲ့အဓိကအချက်ကမလိုအပ်ပဲနဲ့ဘယ်အဆောက်အဦမှအသစ်မဆောက်ခဲ့တာဖြစ်ပါတယ်အခြေခံအဆောက်အဦအသစ်ဆောက်ရတဲ့နိုင်ငံတွေကတော့ဒုက္ခလှလှတွေ့ခဲ့ပါတယ်ထင်ရှားဆုံးကတော့2014ဘရာဇီးကမ္ဘာဖလားဖြစ်ပါတယ်ဘရာဇီးအနေနဲ့ကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့အတွက်ဒေါ်လာ29ဘီလီယံလောက်သုံးခဲ့ရပါတယ်ဒီခီးသွွားကန်နာတွေကနေဒေါ်လာ 6.9 ဘီလီယံလောက်ပြန်ရခဲ့တယ်ဆိုပေမဲ့သုံးလိုက်ရတဲ့ပမာဏနဲ့ရှင်အဲ့ဒါဘာမှမဟုတ်ပါဘူးပိုဆိုးတာကအမေဇုန်တောနှက်ထဲမှာဒေါ်လာတန်300လောက်ကုန်ကျခံပြီးတော့စောက်ထားတဲ့ Arena Amazonia ဆိုတဲ့ကွင်းဆိုရင်ကမ္ဘာဖလားပွဲ၄ပွဲလောက်ပဲကန်ပြီးတော့ဘယ်သူမှမသုံးတော့ပဲဒီတိုင်းပြစ်ထားလိုက်ရပါတယ်တောင်အာဖရိကကမ္ဘာဖလားလည်းအတူပါပဲအခြေခံအဆောက်အုံတွေအတွက်ဒေါ်လာ33ဘီလီယံကျော်လောက်သုံးခဲ့ပေမဲ့ဒီခီးသွွားကန်နာနဲ့ 3.64 ဘီလီယံလောက်ပဲပြန်ရခဲ့ပါတယ်33ဘီလီယံထွက်ပြီး3ဘီလီယံပဲပြန်ဝင်တဲ့အနေအထားဖြစ်ပါတယ်စီးပွားရေးပညာရှင်တွေကတော့ဒါကိုအသုံးမဝင်ဘဲနဲ့ထိမ့်သိမ်းစေးကြီးလွန်တဲ့အဆောက်အအုံတွေ White Elephant လို့ခေါ်ကြပါတယ်မြန်မာလိုဆိုရင်တော့စင်ဖြူတော်ကျိန်စာလို့ပြောရမှာဖြစ်ပါတယ်ရုရှားမှာဆိုရင်ကမ္ဘာဖလားပြိုင်ပွဲပြီးသွားပြီမဲ့ဘောလုံးကွင်းတစ်ကွင်းအတွက်တစ်နှစ်ကိုပြုပြင်ထိမ့်သိမ်းကဒေါ်လာ 4.5 သန်းလောက်ကိုမြို့တော်ရန်ကုန်ငွေတွေကနေစိုက်ထုတ်သုံးစွဲနေရတယ်လို့ဆိုပါတယ်အဲ့တော့ဒီနေရာမှာစင်ဖြူတော်ကျိန်စာဆိုတာအသေးစိတ်ရှင်းပြဖို့လိုပါလိမ့်မယ်စင်ဖြူတော်ကျိန်စာဆိုတာရှစ်ခေတ်အရှေ့တောင်အာရှနိုင်ငံတွေကရှင်ဘီယံတွေကသူတို့သဘောမကျတဲ့သူတို့မျက်နှာသာမပေးခြင်းတဲ့မူမှတ်တွေကိုစင်ဖြူတော်လက်ဆောင်ပေးလေးရှိပါတယ်စင်ဖြူတော်ကမြင့်မြတ်တယ်လို့ယူဆတဲ့အတွက်အလုတ်လည်းလောက်ခိုင်းလို့မရသလိုတေချာကျွေးမွေးပြုစုဆောင်ရှောက်ရတဲ့အတွက်ကုန်ကျစရိတ်ကလည်းအလွန်ကြီးမားပါတယ်အဲ့တော့တဖြည်းဖြည်းကြာလာတဲ့အခါမှာလက်ဆောင်ရတဲ့သူကစင်ဖြူတော်ကိုပြုစုဆောင်ရှောက်ရင်းနဲ့စီးပွားပြတ်သွားတတ်ပါတယ်အဲ့ဒီကစပြီးတော့ပိုင်ဆိုင်ထားရင်ဂုံရှိတယ်လို့ထင်ရပေမဲ့လက်တွေ့မှာစီးပွားရေးအရှုံးပေါ်တဲ့အရာကို White Elephant ကျိန်စာစင်ဖြူတော်ကျိန်စာဆိုပြီး
ပြီးတော့တင်စားခေါ်ဝေါ်လာကြတာဖြစ်ပါတယ်အဲ့တော့အခုကျင်းပနေတဲ့ Ancient 3 နိုင်ငံ American Canada Mexico ပူးတွဲကျင်းပတဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့ကွင်းသစ်တွေလုံးဝမဆောက်ဘဲနဲ့ရှိပြီးသားကွင်းတွေကိုပဲသုံးမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကလည်းပတ်စံလုံးဝမကုန်တာတော့မဟုတ်ပါဘူးကနေဒါနိုင်ငံရဲ့ဘတ်ဂျက်ဆောင်ကြီးလေးလာရေးဖွဲ့ရဲ့ထုတ်ပြန်ချက်အရကနေဒါကရှိပြီးသားကွင်းတွေနဲ့ကနေဒါနိုင်ငံထဲမှာကံမဲ့73ပွဲစာအတွက်တိုင်းပြည်ဘဏ္ဍာငွေဒေါ်လာ1.366ဘီလီယံထိစိုက်ထုတ်သုံးစွဲရမှာဖြစ်ပါတယ်ဘောလုံးပွဲ73ပွဲအတွက်1ဘီလီယံကျော်ဖြစ်ပါတယ်ဒီ2026ကမ္ဘာဖလားကနေ FIFA ကဒေါ်လာ73ဘီလီယံထိစံချိန်တင်ဝင်ငွေရဖို့မှန်းထားပြီးတော့ရုပ်သံလိုင်းကြီးတွေကနေဒီကြော်ညာကနေဒေါ်လာတန်850ကျော်လောက်မြတ်မယ်လို့ဆိုပါတယ်ကျွန်တော်အမြင်ကိုပြောရရင်တော့ကမ္ဘာဖလားပြိုင်ပွဲကလူသားချင်းစာနာမှုတွေအမျိုးသားရေးဂုဏ်သိက္ခာနဲ့ပျော်ရွှင်မှုတွေအတွက်တော့တမိုးမဖြတ်နိုင်တဲ့အခိုက်အတန့်တွေကိုပြီးစွမ်းနိုင်တာအမှန်ပဲဖြစ်ပါတယ်တောင်အာဖရိကနိုင်ငံသားတွေလည်း2010ကမ္ဘာဖလားတုန်းကအဲ့လိုပျော်ခဲ့ကြတာပါပဲဒါပေမဲ့စီးပွားရေးမြင်နဲ့ကြည့်မယ်ဆိုရင်ဒါကပြည်သူအခွန်ငွေတွေကိုအလွဲသုံးစားလုပ်တာဖြစ်ပြီးတော့ FIFA လိုပုဂ္ဂလိကအဖွဲ့အစည်းကြီးတစ်ခုကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနေတဲ့စနစ်ဆိုးကြီးတစ်ခုလိုမျိုးဖြစ်နေပါတယ်အင်ရှင်အစိုးရတွေအနေနဲ့ဒီပတ်စံတွေကိုအင်ရှင်ဖြစ်ကျင်းပမဲ့အစားပြည်သူ့ကျန်းမာရေးတွေပညာရေးကဏ္ဍတွေမှာသုံးရင်ပိုပြီးထိရောက်မလားဆိုတာကလည်းမေးခွန်းထုတ်စရာဖြစ်လာပါတယ်ကဲခင်ဗျားတို့ရောဘယ်လိုတင်လဲကမ္ဘာဖလားကိုစီးပွားရေးရအရှုံးခံပြီးတော့ဂုံတိတ်ခါတစ်ခုတည်းအတွက်ကျင်းပသင့်သလားဒါမှမဟုတ်စီးပွားရေးအတွက်တွက်ချင်မကိုက်လို့လုံးဝမကျင်းပသင့်ဘူးလားဆိုတာအောက်က comment ထဲမှာရေးပေးသွားပါအောင်ဒါမျိုးဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် like share လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေလွတ်မသွားရအောင် channel ကိုလည်း subscribe လုပ်ထားလိုက်ပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့